ဒီနေ့တာတိုင်းဒေသကြီးမြင့်မြုပ်နယ်စာရေးဆရာအသင်းကလော့ကီကောင်းကျိုးနယ်လော့ကုတ်တရားကောင်းကျိုးများရရှိနိုင်ရန်အလုံးကစတုထအကျင့်များဝတ်စုသင်္ကန်းနဲ့လူပွဲဝတ္ထုပစ္စည်းများစက္ကန့်လူတန်းပွဲကို2026ခုနှစ်ဇွန်လ26ရက်နေ့မွန်းလွဲတနာရီချိန်ကမြို့နယ်စာရေးဆရာအသင်းယုံပညာပါရမီစာကြည့်တိုက်ခန်းထဲမှာအစဉ်လာမပြည့်ကျင်းပပြုလုပ်ပါတယ်အဲ့ဒီအခမ်းအနားသို့မြေမြို့မိုးတောင်ပရိယတ်တိစာတင်တိုင်းရဲ့ပဓာနနာယကတနေ့တာတိုင်းဒေသကြီးတန်ခနာယကဖွဲ့ဥက္ကဋ္ဌမိမိနဲ့ဆိုင်ဆရာသိန်းဩဝါဒစရိယနာယကဆရာတော်အကမဟာပန္တိတဝိနန္ဒနာရဒနဲ့တန်ကောင်တော်၄ပါးမိခရိုင်အုပ်ချုပ်ရေးနဲ့စီမံခန့်ခွဲရေးအဖွဲ့ဝင်ဦးဝင်းဆွေမိမြို့နယ်အုပ်ချုပ်ရေးနဲ့စီမံခန့်ခွဲရေးအဖွဲ့ဝင်ဦးတောင်အေးမြို့နယ်ဆိုင်ဆရာသိန်းနာယကဦးစိုးရီမြိတ်အသိဥက္ကဋ္ဌဦးစိုးအောင်သူတည်တည်စိုးအောင်နဲ့အမှုဆောင်များစာရေးဆရာအသိဝင်များနဲ့စာပေဝေဒနာရှင်များအလှရှင်များတက်ရောက်ကြပါတယ်အခမ်းအနားကိုပထမဦးစွာနမောတာတာသုံးကြီးဘုရားကတော်ရဲ့အခမ်းအနားကိုဖွင့်လှစ်ပြီးနမောတာတာဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဆရာတော်အကမဟာပန္တိတဝိနန္ဒနာရဒထံကတရားလာသူများအားငါးပါးသီလချီးမြှင့်ပေးတော်မူပါတယ်။အဲ့ဒီနောက်ဆရာတော်နဲ့တန်ခါတော်ရှိသူများကအန္တရာယ်ကင်းပရိတ်တရားတော်များကိုရောဖတ်ပူဇော်ပေးတော်မူပါတယ်။ဒေဝဒေဝနတ္တဒေဝနတ္တသေစယောဟောတုရှင်မြတ်တို့ဘုရားအမိတော်တို့သည်သန္တရာဝရှိယမမြောက်ပါရခြင်းအကျိုးမှ၎င်းမြတ်စွာဘုရား၏သာသနာတော်မြတ်ကြီးသည်ကြီးပေရပ်ပွားပါစေခြင်းအကျိုးမှ၎င်းယေရှု၏ဒီဝါစုသင်္ကန်းကိုဆရာတော်သံဃာတော်များအားနဝကမ္မနှင့်တကွာစေကံလူထမ်းပါ၏အရှင်ဘုရားအဲ့ဒီနောက်ဆရာတော်နဲ့တန်ခါတော်ရှိသူများထံခရိုင်နဲ့မြို့နယ်အုပ်ချုပ်ရေးနဲ့စီမံခန့်ခွဲရေးအဖွဲ့ဝင်များအသိနာယကဥက္ကဋ္ဌနဲ့အသိမှုဆောင်များကဝတ်စုသင်္ကန်းနဲ့လူပွဲဝတ္ထုပစ္စည်းများကိုဆက်ကလူတန်းပေးကြပါတယ်အဲ့ဒီနောက်ဆရာတော်အကမဟာပန္တိတဝိနန္ဒနာရဒကဝတ်စုသင်္ကန်းလူတန်းရချေအကျိုးရှင်မျိုးတရားတော်ကိုမွေးကြပြတော်မူပြီးအလူစုစုတို့အတွက်ရစ်စဲသွန်းလောင်းကအမြဝေဓာတုသုံးကြီးခေါ်ဆိုကြပြီးဘုဒ္ဓဂရီအကျိုးတရားကို၎င်းဘုရားတရားသံဃာတိဟုသောသို့အမြယူသောမူပြပါကုန်တော်သာဓုဗုဒ္ဓသာသနာစိရန်တတိတုသုံးကြီးရွတ်ဆိုပူဇော်ကအခမ်းအနားကိုပြည့်မြတ်ကြောင်းသိရှိရပါတယ်ဗုဒ္ဓသာသနာစိရန်တိဋ္ဌာတုသာဓုဒီသတင်းကိုနိုင်တာရေးထင်ကရန်ကုန်ပြေပေါ်တာဖြစ်ပါတယ်